မှာပခုံးကဖြစ်တဲ့ကြောင့်ရှစ်လက်မယူမယ်ရှစ်ယူပြီးတော့ရင်မြင်းဆိုတာဂျိုင်းပေါက်ဖို့အတွက်ရင်မြင်းကိုဘယ်ကနေချလို့ဆိုတော့ဒီပခုံးရဲ့အစွန်းကနေပြီးတော့ဒီမှာချတော့9လက်မနဲ့9စိတ်ချလိုက်တယ်လို့ဒါမှတ်တယ်အဲ့ဒါကဒီမြင်းကရင်မြင်းနဲ့ဖြစ်တယ်ရင်ရဲ့အမှတ်သားကိုဆွဲမယ်ရင်ကတော့17 3စိတ်17လက်မနဲ့3စိတ်ဖြစ်တဲ့ကြောင့်ဒီမှာ17လက်မနဲ့3စိတ်ယူပါမယ်ဒီမှာရင်းနေရာမှာ17 3စိတ်ယူပါတယ်ဒါပခုံးเนาะပြီးတော့ခါးကိုယူမယ်ခါးကိုယူမယ်ဆိုရင်ဒီအပေါ်ပခုံးကြီးကနေပြီးတော့အောက်တီကိုခါးကဘယ်လောက်ရှိလဲဆိုတော့ခါးကယူမယ်ဆိုရင်ဂုတ်ကနေပြီးတော့ခါးထိအရှိကိုကျမတို့က15ခွဲဖြစ်တဲ့ကြောင့်လို့ဒီမှာပေါက်ရင်16နဲ့ယူလိုက်မယ်အဲ့တော့ခါးမြင့်နေရာမှာခါးမြင့်ဆွဲမယ်ခါးမြင့်က10နဲ့9စိတ်ဖြစ်တယ်အဲ့တော့10နဲ့9စိတ်ကိုဒီမှာမှတ်လိုက်မယ်နော်ဒါလေးအကုန်လုံးကချုပ်စာတွေပါပြီးသားနော်အဲ့တော့တင်နေရယူမယ်တင်ဆိုတာဒီအကြရဲ့ဒီပတ်လေပေါ့နော်ခါရှည်22ခွဲရဲ့ပတ်လေတင်ကဘယ်လောက်လဲဆို12လက်မအဲ့တော့12လက်မယူလိုက်မယ်ဟုတ်ပြီအဲ့တော့ဒီကနေပြီးတော့ကျမတို့တလက်မခွဲဒီအောက်ခြေကနေတလက်မခွဲတက်မယ်ဝိုက်မယ်နော်အဲ့လေးကိုဒီအလဲအများဒီနှစ်ခုရဲ့အလဲနားလောက်ကနေကျမတို့ဒီလိုဝိုက်ပါတယ်နော်ဒီဟာကိုကြတော့အရင်ဆုံးဒီလိုပေရန်လေးနဲ့ဒီလိုအရင်ဆွဲလိုက်မယ်ဆွဲပြီးတော့ဒီလိုဆက်မယ်အဲ့ဒါနဲ့ဆက်မယ်ဒါကတော့မကြက်မပွားစတိုင်နဲ့ဖြစ်ပါတယ်နော်အဲ့ဒီကနေပြီးတော့ဂျိုင်းပေါက်ဖောက်မယ်ဆိုပြီးဒီမှာဒီမြင်းကနေရင်မြင်းနေကနေ160နေရာကိုအဲ့လိုအမှတ်တက်မယ်မြင်းကြောင်းလေးဒီကြောင်းဆွဲမယ်အဲ့တော့ရှင့်ရင်ကျဲမြင်းလေးကိုကျမတို့မှတ်မယ်နော်ဖို့အတွက်ရင်းကျဲကိုတိုင်းမယ်ဆိုရင်ဒီနဲ့ဒီနဲ့အကွာဝေးကိုတိုင်းရမယ်ဒီနဲ့ဒီနဲ့အကွာဝေးက14လက်မရှိရဲ14ဆိုတော့14ကိုနှစ်နဲ့စားတော့နှစ်ကို9လက်မရတယ်ချုပ်စာ 0.4 ပေါင်းတော့9လက်မခွဲကျမတို့ကချုပ်စာတွေအကုန်ပေါင်းပြီးတာပေါ့နော်တော့9လက်မခွဲကိုမှတ်မယ်ပေါင်းလေးအခုလာလေးမှတ်ထားမယ်ကဲအဲ့တော့ဂျိုင်းရင်းဆွဲမယ်ဂျိုင်းရင်းဆွဲမယ်ဆိုရင်ပခုံးကနေပြီးတော့160ချလိုက်မယ်နော်ပခုံးကနေ160ချပြီးတော့ဂျိုင်းကိုဒီလိုဝိုက်ပါမယ်ဒီလိုဒဲလာပါမယ်နော်အဲ့တော့ဒီမှာ160အကွာဝေးရှိရတဲ့အတွက်ကြောင့်ဒါလည်း160အကွာဝေးပဲယူလိုက်မယ်နော်ဒီနှစ်ခုကိုဒီလိုဆက်ပါမယ်ဆက်ပြီးတော့မတို့ဒီမှာဒီကွေးလေးနဲ့ဝိုင်းလို့လည်းရပါတယ်နော်ဒီဟာလေးကိုဒီလိုဝိုင်းလိုက်မယ်နောက်ပခုံးချထားတဲ့အမှတ်လေးနဲ့ဝိုင်းမယ်ဒီအဝိုင်းလေးကတော့ဒီလိုလေးဝိုင်းလိုက်ပါမယ်နော်ဟုတ်ပြီအဲ့တော့လေဘင်းကတိုင်းထားတာ2.4နှလုံးမခွဲဖြစ်တဲ့အတွက်ကြောင့်လေဘင်းကဒီမှာနှလုံးမခွဲဖြစ်လုံးမယ်နော်ပြီးတော့ဒီလေဘင်းအမှတ်နဲ့ပခုံးချထားတဲ့အမှတ်နဲ့စက်တာပခုံးရင်းပဲဖြစ်သွားပါတယ်အဲ့တော့ဒါရှေ့ချမ်းရသွားပါပြီနော်ကျမတို့ဂျိုင်းတော့ပြန်ဖောက်ရမယ်နော်ဒီမှာပခုံးချုပ်စာကြီးလည်းပါတယ်အောက်ချုပ်စာကြီးပါတယ်ခါးဘေးချုပ်စာကြီးလည်းအကုန်ပါတယ်နော်တကယ်လို့ဒီတက်ပွားချင်ရင်တော့ကျမတို့ဒီလိုယူလို့ရပါတယ်ဒီလိုတဒန်းနဲ့တစ်ဖြောင်နဲ့ယူလို့ရပါတယ်ဒါကတော့မကြက်မပွားစတိုင်လေးပေါ့နော်ဒါမှမဟုတ်ရင်ကျမတို့ကဒီလိုအတန်းယူပြီးတော့မှနော်ဒါနမူနာပြပြနော်ဒီလိုအတန်းယူပြီးတော့မှဒီနားလေးကိုကျမတို့ဒီလိုဝိုင်းလိုက်ရင်လည်းရပါတယ်အမို့ဒီအတန်းရဲ့တဝက်ကနေပြီးတော့ကျမတို့ဒီလိုလေးဝိုင်းလိုက်ရင်လည်းဒါလေးကလည်းမကြက်မပွားစတိုင်လေးရပါတယ်နော်အဲ့လိုလေးယူလဲရတယ်ကဲကျမတို့အဲ့လိုယူလိုက်မယ်ဒါမှမဟုတ်လဲဒီလိုရှူပြီးယူလဲရတယ်နော်ဒီမှာတော့ကျမတို့ကမကြက်မပွားဖြစ်တဲ့အတွက်ကြောင့်အတောင်းမှမထည့်တော့ဘူးဒါပေမဲ့ဂျိုင်းတော့ထည့်မယ်နော်ဒီရင်ကနေခါးထီကို8.1 လက်မပေါ့နော်ဒါကတော့8.1တဲ့ 8.1 လက်မပေါ့နော်ဒါကနေဒီထီကို 8.6 သူ့ရဲ့အကွာဝေးတွေကိုကျမတို့မှတ်ထားမယ်8လက်မနဲ့6စိတ်8လက်မနဲ့1စိတ်အဲ့ဒါကိုမှတ်ထားမယ်နော်အဲ့ဒါကိုနောက်ချမ်းမှကျမတို့ပြန်ယူရမယ်နော်ဆွဲရမယ်နောက်ချမ်းကိုဆွဲမယ်ဆိုရင်ဒီအောက်ဖက်ကနေပြီးတော့အရင်ဆုံးပြန်ဆွဲရမယ်เนาะနောက်ချမ်းနဲ့ရှေ့ချမ်းနဲ့ကဘယ်လောက်กว่าလဲဆိုကျမတို့ထိုင်ဝမ်နီးရဲ့လက်မနီးကတက်လက်မစီกว่าတယ်ဥပမာရှေ့ချမ်း17 3ဆိုရင်နောက်ချမ်း30 3
ခါက30ခွန်ဆိုရင်6ခွန်တင်က12ဆိုရင်17ပေါ့နော်နောက်ချမ်းအဲ့လိုမျိုးရှေ့ချမ်းပြီးပါနောက်ချမ်းကိုဆွဲရပါမယ်ကဲနောက်ချမ်းကိုအရင်ဆွဲမယ်ဆိုရင်နောက်ချမ်းအောက်ဘက်ကနေအရင်ဆွဲမယ်12ဆိုတော့နောက်ချမ်းဖြစ်တဲ့အတွက်ကြောင့်ကျမတို့17နဲ့ဆွဲလိုက်ပါမယ်ဒီဟာကိုတော့ကျမတို့ကဒါခောက်ကြောင်းနဲ့ယူရပုံစံမျိုးနဲ့ကျမဆွဲထားမယ်မြင်းတားကြီးမဆွဲတော့ဘူးဒါမြင်းဖြောင်းနေလို့တော့ခုနောက်မှာကျမတို့ကတက်ဝိုက်တာကတစ်ခွဲတက်ဝိုက်တယ်မလားတစ်ခွဲတက်ဝိုက်တော့ဒီမှာတစ်ခွဲတက်ဝိုက်လိုက်မယ်ဝိုက်ပြီးရောမှတ်ထားမယ်အဲ့တော့ဒီမှာ860ဖြစ်တဲ့အတွက်ကြောင့်ဒီအောက်ဖျားကနေပြီး860ယူလိုက်မယ်နော်မြင်းဆွဲမယ်ဒီမှာရှေ့ခါက 10.7 ဖြစ်တဲ့အတွက်ကြောင့်နောက်ခါက 9.7 ပဲယူလိုက်ပါမယ်နောက်ခါနဲ့ဒီတင်နဲ့ကိုကျမတို့ဒီလိုဆက်မယ်ဆိုတာဒီမှာခါနဲ့ရင်မြင်းတွေက 8.1 ဖြစ်တဲ့အတွက်ကြောင့် 8.1 ကိုယူလိုက်ပါမယ်အဲ့တော့ဒီမှာရင်အတိုင်းကခုန17.3ရှိရင်ဆိုတော့နောက်ရင်က13ဖြစ်ပါတယ်13ယူမယ်ပြီးတော့သူနဲ့ကိုဆက်လိုက်ပါမယ်နော်အဲ့တော့ပခုံးမြင်းရဲ့အရှည်ကအကျယ်က8လက်မဖြစ်တဲ့ကြောင့်8လက်မယူမယ်8လက်မယူပြီးတော့နော်ဒီပခုံးကဒီနဲ့ပခုံးက8လက်မယူပြီးတော့ဒေါင်းမှန်တက်မယ်နော်ဒေါင်းမှန်တက်မယ်ဆိုကျမတို့ဘလောက်ယူပြီးတော့ဂျိုင်းကိုဖောက်မလဲဆိုဒီနဲ့အကွာဝေးဒီပခုံးချထားတဲ့ဒီအကွာဝေးက6လက်မနဲ့တစ်စိမ့်ဖြစ်တဲ့အတွက်ကြောင့်ဒီမှာဆိုရင်တစ်ပေါင်းယူမယ်နော်နောက်ချမ်းဆိုရင်တစ်ပေါင်းယူတော့9လက်မနဲ့တစ်စိမ့်လက်နဲ့ဖြစ်တဲ့အတွက်ကြောင့်တစ်ပေါင်းယူတယ်လက်နဲ့မဟုတ်ဘူးဆိုရင်တစ်မျိုးပေါ့နော်လက်ပြက်ဆိုရင်တစ်မျိုးပေါင်းပါပါတယ်နော်အဲ့တော့ဒီမှာပခုံးမြင့်ဆွဲလိုက်တယ်ပခုံးမြင့်ဆွဲပြီးဒီမှာလက်မဝက်အကွာဒီရင်ရဲ့အစွန်းရဲ့လက်မဝက်အကွာနဲ့ဒီပခုံးမြင့်ကိုကျွန်တော်တို့ဒီလိုဆက်မယ်နော်ဆက်ပြီးတော့ချိုင်းရပြီးမှဖောက်မယ်ဒီပခုံးမြင့်ကနေပြီးတော့160တက်မယ်အကုန်เนาะဒါလေဘင်းပေါက်ဖောက်ဖို့လို့160တက်မယ်ဒီလိုမျိုးဖြောင်းပြီးဆွဲထားတာလေဘင်းရဲ့အတိုင်းပါဘယ်လောက်လဲဆိုတော့2လက်မဝဲဖြစ်တယ်2လက်မဝဲမှတ်ပြီးတော့ဒီပခုံးမြင့်နဲ့ဒီဆက်လိုက်ပါမယ်ကဲအဲ့တော့ဒါလေးကနောက်ချမ်းရပြီအဲ့နောက်ချမ်းကိုဒီမှာဂျိုင်းဖောက်မယ်ဂျိုင်းဖောက်မှာဖြစ်တဲ့အတွက်ကြောင့်အခုအားလုံးပေါင်း9လက်မခွဲဖြစ်တယ်9လက်မခွဲဆို2လက်မခွဲ5လက်မအဲ့လိုမျိုးပေါ့နော်3ပုံပုံလိုက်တယ်3ပုံပုံပြီးတော့ဒီအောက်ဆုံးပုံကနေပြီးတော့1လက်မခွဲဝင်လိုက်နော်1လက်မခွဲဝင်လိုက်ပြီးတော့ကျွန်တော်တို့ကဒီမှာဂျိုင်းကိုဖောက်ပါမယ်ဂျိုင်းကိုဖောက်မယ်သူနဲ့အကွာဝေးနဲ့သူ့အကွာဝေးနဲ့အတူတူပဲဖြစ်ရမယ်နော်ကဲလုပ်ပြီးတော့ဂျိုင်းဖောက်မယ်ဆိုရင်ပိတ်ခွင်းနဲ့ဖောက်လို့ရတယ်လက်နဲ့ဖောက်လို့ရတယ်လက်မနေရတော့ကျွန်တော်တို့ကပိတ်ခွင်းနဲ့ပိတ်နဲ့လုပ်ပြီးလက်နဲ့လုပ်တာတော့ပုံမြန်နေတယ်လို့ပဲเนาะကဲအခုတော့ပိတ်ခွင်းနဲ့ဝိုက်ပြလိုက်ပါမယ်မင်းခွေးလေးနဲ့เนาะဒီလိုဝိုက်လို့ရပါတယ်ဝိုက်ပြီးတော့ကဲနောက်ချမ်းရသွားပါပြီကဲတောက်ကတော့ကျွန်မမထည့်တော့ဘူးเนาะမကြက်မပွားမို့လို့တောင်းမထည့်တော့ဘူးပုံစံလေးကိုလိုပဲ living V shape လေးเนาะရင်ဖြတ်ဆက်လေးနဲ့လုပ်လိုက်မယ်เนาะဒီမှာအရှုံလေးနဲ့အဲ့တော့ဒါကအိမ်နေဝစ်လေးလည်းရတယ်နေရာဒီဝစ်လေးလည်းရတယ်ပေါ့เนาะအဲ့တော့ living ပေါက်ဖောက်တာလေးကိုပြပေးမယ် living ပေါက်ဖောက်ပြီးတော့မှဂျိုင်းကိုဖောက်ပါမယ် living ပေါက်ဖောက်မယ်ဆို living ပေါက်ကကျင်းကျင်လားကျဲကျင်လားမှင်နေနဲ့ပြပေးမယ်ကျဲကျင်တော့နွေရာသီဝစ်ချောင်းချောင်းချစ်ဆိုတော့ကျမတို့2လက်မလောက်ချဲတယ်ဒီ living နေရာနဲ့2လက်မလောက်ချလိုက်တယ်เนาะ2လက်မလောက်ချဲတယ်ဒီမှာကျတော့ living ရဲ့အတိုင်းဟာ 2.4 ဖြစ်တဲ့အတွက်ကြောင့် 2.4 0.3 နဲ့ပေါင်းအမြဲတမ်းပေါ့เนาะ 0.3 နဲ့ပေါင်းတော့3လက်မဖြစ်တယ်3လက်မကိုကျမတို့ဒီမှာဒီရင်ကျဲအထိရှေ့ကျဲမြင်းချလိုက်မယ်V shape ကိုဒီလိုဆွဲလိုက်ပါတယ်เนาะအဲ့တော့ V shape လေးရပြီအဲ့တော့ V shape ကိုဒီတိုင်းနဲ့ဆွဲရင်သူကအိုက်နေမှာလေ level ကြီးအိုက်နေမှာဖြစ်တဲ့အတွက်ကြောင့်ဒီမှာပခုံးကိုစားပါမယ်ပခုံးဘယ်လောက်စားမလဲဆိုတော့ဒီပခုံးညမှာလက်မဝက်လောက်စားလိုက်တယ်ဒါပြီးထုတ်ပြရမယ်အပိုင်းဒီရှေ့ဒီနားလေးကိုလည်းကျမတို့ကရှေ့ချမ်းဖြစ်တဲ့အတွက်ကြောင့်2စိတ်လောက်ထပ်စားရတယ်အဲ့တော့ဒါလှိဖြစ်ရမယ်အပိုင်းဖြစ်သွားပြီเนาะအဲ့ဒါပြီးရင်နောက်ချမ်းကိုယူမယ်အဲ့တော့သူနဲ့အကွာဝေးမှတ်မယ်4လက်မ
4 လက်မဆိုတော့ဒီနဲ့အကွာဝေးရလဲ4 လက်မမှတ်လိုက်ပြီနောက်ဂုတ်ကို3 လက်မလောက်ချလိုက်မယ်ဒါဂုတ်တက်ဂုတ်အနေတော့ဆို3 လက်မလောက်ချဂုတ်ဒီတက်ချင်2 လက်မလောက်ပဲချနော်ဒီတက်ကြဆိုရင်3 လက်မခွဲ4 လက်မလောက်ထိချလို့ရပါတယ်နော်အဲ့တော့3 လက်မတော့ပုံမှန် size လေးပေါ့ချလိုက်ပါပြီချလိုက်ပြီဆိုရင်ဒီလိုလေးဝိုက်လိုက်ပါမယ်ဒါကတော့ကျမတို့ထိုင်ဝမ်နီးလက်မနီးကျမအနှစ်30နော်ချုပ်ခဲ့တဲ့ဒီဟိုပါပေါ့ဒီကတ်တင်လေးပေါ့နော်အရန်ကောင်းပါတယ်ဝတ်သူတိုင်းလဲစိတ်တိုင်းကြပါတယ်အဲ့တော့ပခုံးတွေကိုဒီမှာလဲစားရတယ်ဗာကြောင့်လဲဆိုတော့ဒီမှာအိုက်သွားမှာဆိုလို့နော်လေဗင်းလေးထပ်ပြီးတော့ကတ်ချင်ကျမတို့ဒီမှာနှစ်စိတ်တောက်လေးထိုးမယ်နော်ပတ်တန်မှာပဲထိုးမှာနော်နှစ်စိတ်တောက်ထိုးပြီးတော့တိတ်နဲ့ကတ်ပါမယ်ဒီမှာကိုဒီရှိမှာ2 မျိုး 2 စားရှိပါတယ်ဒီလိုဘေးကိုကြဲကြဲနဲ့တိတ်ပြီးမဟိုက်တာရဲ့ဒီလိုလေဗင်းဘေးလေးကိုကတ်ပြီးတော့ဒီလိုစိုက်လေးချတာရဲ့2 မျိုးရှိရယ်ပေါ့နော်ဒါကတော့ကိုယ်အကြိုက်နဲ့ကိုယ်ပဲပေါ့နော်နောက်တစ်မျိုးကိုကျွန်မဆွဲပြမယ်သူ့ကိုကြတော့တိတ်နဲ့ဒီလိုကတ်လိုက်တယ်တိတ်နဲ့ကပ်ပြီးတော့လေဘင်းကိုအဲ့လိုမျိုးနည်းနည်းစိုက်ချတဲ့ပုံစံမျိုးလေးဆွဲပြမယ်အဲ့ကြတော့ကျမတို့ဒီကနေပြီးတော့ပခုံးကနေပြီးတော့ဒီလက်မဝက်လောက်ပို့ပြီးတော့ဘေးကိုကတ်ယူလိုက်ဘေးကိုကတ်ယူပြီးတော့ဒီအောက်ကိုလက်မဝက်လောက်ချပလိုက်မယ်နော်အဲ့လိုလေးလည်းရပါတယ်အဲ့လိုဆိုရင်ရှေ့ကိုပို့ပြီးတော့စိုက်ကြသွားမယ်သူကကြတော့ဒီမှာရှေ့ကိုစိုက်ကြသွားမယ်ဒါပထမကပုံစံနောက်ပထမပုံစံဒီမှာဒီနဲ့နော်ခုနောက်ပုံစံဒီနဲ့စက်ကူပို့ပြီးတော့ပြန်ညှက်လိုက်ပါတယ်ဒါကတော့ကိုစိတ်တိုင်းကြိုက်တယ်လို့ယူလို့ရတယ်ပုံစံတစ်မျိုးကဘေးကိုကပ်ပြီးတော့ရှေ့ကိုဟိုက်လေးဖြစ်တယ်ဆိုရင်နောက်ချမ်းကိုလည်းအဲ့လိုပဲပြန်ပြီးတော့လေရင်းကိုပြင်ရမယ်နော်ဒါ2 မျိုးပြပေးရပါနော်ကြိုက်တယ်လို့ယူလို့ရတယ်ဆိုတဲ့အကြောင်းကို2 မျိုးပြပေးရပါတကယ်လို့အဲ့လိုရှေ့ကိုစိုက်လေးကြတဲ့ပုံစံဆိုရင်နောက်ကိုဘိုးကိုနည်းနည်းလေးပြန်တက်တာပိုကောင်းတယ်အရင်ကိုဘိုးကဒီလောက်ပေါ့နော်အဲ့ဒါကနေလက်မဝက်လောက်ပြန်တက်မယ်သူကလက်မဝက်လောက်ပြန်ချင်းမယ်နော်အဲ့တော့မြင်းလက်နဲ့ပဲဆွဲကြလိုက်မယ်နော်အဲ့ဒါဆိုရင်ဒီပုံစံပဲဖြစ်သွားပြီအဲ့ဒါလေးကဂုံလေးနည်းနည်းထပ်တက်တဲ့ပုံစံလေးဖြစ်သွားမယ်နော်ဆိုရင်ဂျိုင်းပေါက်ဖို့အတွက်ကိုဒီပခုံးနှစ်ခုကိုဆက်မယ်နော်ဒီမှာလက်မဝက်ချုပ်စာနှစ်ခုကိုထပ်လိုက်မယ်ပင်သီးထိုးလိုက်မယ်နော်ပင်သီးထိုးပြီးဒီဂျိုင်းပက်လေးကိုတိုင်းပါမယ်တပ်ကူရရဲ့ဂျိုင်းက16ဆိုရင်ပုံမှန်ဆိုရင်3 ပေါင်းနဲ့နော်3 ပေါင်းရင်19တကယ်လို့ဒီဟာမကြက်မပွားဆိုရင်တော့3 ခွဲပေါင်းမယ်3 ခွဲပေါင်းတော့ဘယ်လောက်လဲ19 ခွဲရအောင်ဖောက်ပါမယ်တကယ်လို့ဂျိုင်းတောက်ပါမယ်ဆိုရင်20ရအောင်ဖောက်ပါမယ်နော်ဂျိုင်းတောက်လေးထည့်ပလိုက်မယ်အဲ့တော့20ရအောင်ဖောက်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာ1 လက်မလောက်ချမယ်ဒီကနေ1 လက်မလောက်ချမယ် white ကြည့်လိုက်မယ်နော်ဒီခွေးနဲ့ white လေးရတယ်လက်နဲ့ white လေးရပါတယ်အဲ့လိုလေးလက်တန်လေးအဲ့လိုလေး white ကြည့်လိုက်ပါမယ် white ပြီးတော့တိုင်းမယ်ပပရဲ့အတွက်ကြောင့်ဆုပ်ချရင်းနေရာကနေပြီးကျွန်တော်တို့တိုင်းမယ်နော်ဒီမှာဆုပ်ချရင်းနေရာနေပြီးတော့20ရအောင်ဖောက်ပါမယ်ကဲ20ကွက်တီပဲနော်ဒီချိုင်းကိုဒီလိုလေးစားပလိုက်မယ်ဒီဘက်ကိုလည်းစားပလိုက်မယ်ဒီမှာလေးစားပလိုက်မယ်နော်ကဲအဲ့တော့ပြင်ပြီးပြန်ဖြုတ်မယ်ဒီပခုံးချုပ်စာလည်းပါပြီလေဘေးချုပ်စာပါပြီဂျိုင်းချုပ်စာပါပြီဘေးချုပ်စာဆိုကျမတို့1 လက်မချုပ်လို့ရတယ်ဒါမှမဟုတ်အပွားဝစ်ချင်တယ်ဆို6 စိတ်ပဲချုပ်လို့ရပါတယ်ဒါတို့ခောက်ချောင်းနဲ့ယူလိုက်မယ်ဒီနောက်ချမ်းကိုလည်းခောက်ချောင်းနဲ့ယူလိုက်မယ်ကျမတို့စင်တီနီးနဲ့လက်မနီးကမတူဘူးပေါ့နော်ကဲအဲ့တော့ဒေါင်းမပါဘူးမကြက်မပွားဖြစ်တဲ့အတွက်ကြောင့်ဒေါင်းမပါဘူးကဲအဲ့တော့ဂျိုင်းတောက်ထဲမှာဖြစ်တဲ့အတွက်ကြောင့်ဂျိုင်းတောက်ကိုကျမတို့ဒီကနေပြီးတော့နော်ဒီမှာ3 ပုံဒီဂျိုင်းကနေပြီးတော့3 ပုံပြီးအောက်ဆုံးပုံတွေကနောက်ကနေကျမတို့ဒီလိုထိုးလိုက်မယ်ဒီလိုဒေါင်းမှလေးလာပြီးတော့ဘယ်လောက်ကနေထိုးမလဲဆိုတော့2 ခွဲ6 စိတ်လောက်กว่า3 လက်မလောက်အကွာအထိတောက်ကိုထိုးလိုက်မယ်ဒါဂျိုင်းတော့အသေးလေးပေါ့နော်အသေးလေးဆိုတာတစ်ဖက်ကို2 စိတ်တစ်ဖက်ကို2 စိတ်2 ခုပေါင်းဒီ2 ခုပေါင်းလက်မဝဲဂျိုင်းတောက်လေးတော့ထိုးလိုက်မယ်နော်မထိုးလဲရပါတယ်အပွားဆိုတော့နော်
သူ့ကိုလက်ကိုပြီးမှညှက်ပေးမယ်ရင်ဖြတ်ဆက်ဖြစ်တဲ့ကြောင်ရင်ဖြတ်ဆက်တွေကိုအရင်ညှက်မယ်ရင်ဖြတ်ဆက်ဆိုရင်ကျမတို့ဒီလောက်ကနေပြီးတော့ဒီပခုံးကနေပြီးတော့ဒီလောက်အနေကနေလဲချလို့ရတယ်เนาะမျိုးစုံချလို့ရတယ်ဒီဂျိုင်းတက်တက်မြင်းပါလေချလို့ရတယ်ကြိုက်တယ်လို့ချလို့ရပါတယ်အဲ့တော့ကျမကလောက်ချမလဲဆိုတော့ကိုဒီကနေဒီထိပေါ့ဒါချုပ်စာမပါတဲ့နေရာနေတိုင်းမယ်ဆိုရင်6ခွဲလောက်ပြီးကျမတို့ချလိုက်မယ်နော်ဒါကတော့ကြိုက်တယ်လို့ချလို့ရပါတယ်ဒီလဲဖြက်ဆက်လုပ်လို့ရတယ်เนาะဒါမှမဟုတ်ရင်ဒီမှာအရှုံလေးပါတယ်အရှုံလေးပါတဲ့အတွက်ကြောင့်ရင်းအပေါ်လေးမှာထားရင်ကောင်းမယ်ပေါ့เนาะအဲ့လိုဆိုရင်လည်းဒီအရှုံလေးပါတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဂျိုင်းဒီလိုချထားတဲ့မြင်းကနေပြီးတော့ဒီလိုယူလဲရပါတယ်เนาะဒါကတော့ကိုကြိုက်တယ်လို့ယူလို့ရတယ်ကဲဒီတိုင်းပဲယူကြည့်လိုက်မယ်เนาะဒါပါလဲကျွန်တော်တို့ပြန်ပြီးတော့ဖြက်ဆက်လုံးမနေရဖြက်ဆက်လုံးမနေရဆိုတော့ဒီရင်ကွာနှစ်ခုကိုကျမတို့တိုင်းလိုက်မယ်ဒီရင်ကွာဆိုတာဒီနို့ထိတ်နှစ်ခုရဲ့အကွာကိုကျမက9ခွဲဖြစ်တဲ့အတွက်ကြောင့်မလို့9ခွဲဖြစ်တဲ့အတွက်ကြောင့်မလို့အကွာဝေးက36စိတ်ဖြစ်တယ်เนาะ36စိတ်ဆိုတော့3ခွဲလောက်ယူ3ခွဲလောက်4လောက်ပဲယူလိုက်เนาะ36စိတ်ဆိုတော့4လက်မလောက်ယူလိုက်အဲ့နေရာလေးကိုတော့အသာလေးမှတ်ထားလိုက်မယ်เนาะဒါပါလဲဆိုရှုံရမယ်နေတာပေါ့เนาะအရှုံရမယ်နေတာဆိုရင်ဒီဂျိုင်းတစ်ခုကိုတိုင်းထားတာမူလကျမတို့ကိုယ်တဲ့ဂျိုင်းမှာဆိုရင်လူရဲ့ခန္ဓာကိုယ်ဂျိုင်းက16ဖြစ်တယ်16ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့က3လက်မခွဲမကြက်မကွက်ဖြစ်တဲ့အတွက်ကြောင့်3လက်မခွဲပေါင်းတဲ့အတွက်ကြောင့်မလို့19ခွဲရတယ်ဒီမှာဂျိုင်းတောက်ပါတဲ့အတွက်ကြောင့်မလို့20နဲ့ဖောက်ထားတယ်ဒါပေမဲ့19ခွဲနဲ့ပဲယူရမယ်ဘာဖြစ်လို့လဲဆိုတော့ဒီတောက်ကကျမတို့ချုပ်ရမယ်တောက်ဖြစ်တဲ့အတွက်ကြောင့်19ခွဲနဲ့ပဲဂျိုင်းကိုယူရမယ်เนาะလက်ရှည်က9လက်မထားပြီးလက်ဝက်က73နဲ့ယူမယ်เนาะတော့လက်မမညှက်မှဖြစ်တဲ့ကြောင့်ကျမတို့ကခောက်ပြီးတော့ယူလိုက်မယ်เนาะခောက်ပြီးယူမယ်ဆိုရင်ဒီမှာဂျိုင်းဝိုက်ဖို့အတွက်ကိုကျမတို့9လက်မအမြင့်နေရာနေယူလိုက်မယ်เนาะ9လက်မအမြင့်နေရာနေယူပြီးတော့ကျမတို့ဒီလိုမြင်းလေးတစ်ချောင်းဆွဲမယ်ဒါကတော့ဒီမှာမြင်းတစ်ချောင်းဆွဲမယ်ဒါကတော့ခောက်ချောင်းနဲ့ယူမယ်เนาะကဲဂျိုင်းပေါက်မယ်ဆိုရင်19ခွဲဖြစ်တဲ့အတွက်ကြောင့်19ခွဲကိုထဝက်ဝက်တော့ဘယ်လောက်လဲ9နဲ့6စိတ်ယူလိုက်မယ်9 6စိတ်ကဒီထိတ်ကနေဒီထိတ်အကွာကို9 6စိတ်ယူလိုက်မယ်เนาะဒါဂျိုင်းပက်ပက်လေးဆွဲဖို့အတွက်ပေါ့เนาะဒါကတော့ဂျိုင်းရဲ့အမြင့်အပြီးတော့တစ်ခွဲဒီအောက်ဖျားကနေတစ်ခွဲယူပြီးတော့ဒီကနေပြီးတော့2စိတ်လောက်အကွာမှာဒီလိုမြင်းချောင်းတစ်ချောင်းဆွဲလိုက်မယ်ဒီနဲ့2စိတ်3စိတ်ပေါ့เนาะပြီးတော့ဒီမြင်းချောင်းကဘယ်လောက်ရှိလဲဆို8လက်မဆိုရင်3ပုံပုံမယ်เนาะ3ပုံပုံလိုက်မယ်3ပုံပုံပြီးဒီတစ်ပုံကိုလက်မဝက်ထွက်မယ်เนาะဒီကနေဒီထိမြင်းကိုเนาะတဝက်ယူမယ်2စိတ်ယူမယ်2စိတ်ယူပြီးတော့ကျမတို့ဒီလိုလာပြီးတော့ဝိုက်ပါမယ်လက်နဲ့ပဲဆွဲပြမယ်เนาะဒီကနေပြီးတော့ဒီလက်မဝက်ချထားတဲ့တဲကိုဝင်ပြီးတော့ဒီနဲ့လာဆက်မယ်အဲ့ဒါဆိုရင်ဒါကဂျိုင်းဝါဖြစ်သွားပါပြီအဲ့တော့လက်ကက်အရှိက9လက်မဖြစ်တဲ့အတွက်ကြောင့်9လက်မဒီလိုယူလိုက်မယ်9လက်မယူပြီးတော့လက်ဝဂျိုင်းဝါပေါ့เนาะဂျိုင်းဝါဆိုတာက73လို့ပြောထားတယ်73ကိုနှစ်နဲ့စားတော့ဘယ်လောက်လဲ6ခွဲเนาะကျမတို့ကပွားစားတက်လက်မပေါင်းတော့ဘယ်လောက်လဲ9ခွဲယူလိုက်မယ်9ခွဲယူမယ်သူနဲ့ကိုဒီလိုဆက်လိုက်မယ်ဒါကတော့ခောက်မဲ့ခောက်စားဒါခောက်စားဒါလည်းဒီဟာလည်းအကုန်လုံးပါပြီးသားလဲဆိုတော့ချုပ်စာတွေပါပြီးသားဒီဂျိုင်းဝချုပ်စာပါပြီးသားဘေးချုပ်စာတွေပါပြီးသားเนาะဒါကတော့အောက်ခောက်စားခုလည်းနဲ့ညက်တာเนาะလက်ဖောင်းညက်မယ်ဆိုရင်ကျမတို့ဒီမှာ2လက်မလောက်တက်လို့လည်းရတယ်6စိတ်လောက်တက်လို့ရတယ်တစ်ခွဲတက်လို့ရတယ်လက်ဖောင်းငိန်ဖောင်းသလောက်ကြီး3လက်မလောက်ထိလည်းတက်လို့ရတယ်အခုတော့ကျမတို့เนาะဒီလောက်တက်လိုက်ပါတယ်6စိတ်လောက်တက်လိုက်တယ်6စိတ်လောက်တက်ပြီးတော့ဒီနဲ့ကိုဒီလိုပေပွေးလေးနဲ့ဝိုင်းယူလိုက်ပါမယ်အဲ့တော့လက်ဖောင်းလေးရသွားပါပြီအကတော့လက်ဖောင်းကိုဖြန့်ယူလိုက်ရင်ဒီပုံစံပဲဖြစ်သွားပါတယ်ဒါလည်းချုပ်စာအကုန်ပါပြီးသားနောက်ချမ်းလည်းချုပ်စာအကုန်ပါပြီးသားရှေးချမ်းလည်းချုပ်စာအကုန်ပါပြီးသားလေပင်ပခုံးဂျိုင်းခါဘေးအောက်အကုန်ချုပ်စာတွေပါပြီးသားရှေးချမ်းအောင်နောက်ချမ်းအောင်เนาะဒါလက်မနီးရဲ့ဒီနီးကျမတို့ဒီနီးရဲ့အားသာချက်ပေါ့เนาะချုပ်ဝကြည့်ပါရှင်အရင်ဝတ်လို့ကောင်းပါတယ်ဒါလေးကတော့ဖြတ်ပြင်းမဲ့အပိုင်းဒါပါလဲဆိုတော့ခါဖြက်ဆက်လုံးပါခါဖြက်ဆက်လုံးတာမှာကျမတို့ကဒီမှာဒီအရှုံလေးကိုလိုချင်တယ်ဒီမှာအရှုံလေးလိုချင်ကျမတို့ဒီလိုခွဲကားလေးလုပ်ပေးမယ်ခွဲကားလေးဘယ်လောက်လုပ်မလဲဆိုတော့အောက်ထီကိုယူပြီးတော့ကျမတို့ကအတွန့်လေးလုပ်မယ်အတွန့်နဲချင်ရင်1လက်မလောက်ပဲဒီနဲ့ကို1လက်မလောက်ပဲခွဲကားလုပ်မယ်အတွန့်များချင်ရင်တော့1ခွဲ2လောက်
ခွဲကလုပ်ပါမယ်ကျမကတော့နည်းနည်းလေးပဲကြိုက်တော့တဲ့ကြောင့်ဒီနဲ့အကွာဝေးကိုတက်လက်မလောက်ပဲခွဲကလုပ်ပါမယ်နော်အပိုင်းလေးဖြစ်ပါတယ်နော်ရှုပ်ရင်လည်းရှုပ်မရှုပ်ရင်လည်းဒီလိုအခောက်လေးနဲ့အထက်လေးယူလဲရပါတယ်ဒါကတော့ကြိုက်နှစ်သက်သလိုလုပ်လို့ရပါတယ်ကဲပညာဒါနာလေးကိုပတန်ဆွဲနည်းပညာဒါနာလေးကိုပြပြီးပါပြီနောက်များမှာလည်းပညာဒါနာလေးကိုပြပြီးမှဖြစ်တဲ့အတွက်ကြောင့်မလို့ like and share follow လေးလုပ်ထားပေးပါရှင်နောက်ရက်တွေမှာကျွန်မခြုံနီးနဲ့ညှက်နီးနဲ့ခြုံနီးလေးကိုဆက်လက်ပြီးသင်ပေးပါဦးမယ်နွေရာသီလေးဖြစ်တဲ့အတွက်ကြောင့်နွေကြောင့်လည်းနွေမိုးဆောင်လဲဝိလို့ရတဲ့ဒီဇိုင်းလေးကိုချုပ်ဝေကြည့်ကြပါရှင်အားလုံးပဲကိုယ်စိတ်နေပြကျမှချမ်းသာကြပါစေရှင်